မင်္ဂလာပါခင်ဗျာအောင်ခန့်တော်စီဆိုင်ဝါတရကကျူစုပါတယ်ခုလိုနေရာဒီမှာအစားမားစင်းကြောင့်ဒါဟီလို့ဆိုတဲ့ဝမ်းပြက်ဝမ်းလျှောခြင်းတွေကိုဖြစ်တတ်ပါတယ်အဲ့ဒီအခါမှာဒေါက်တာတွေက probiotic ဆေးလေးတွေကိုထုတ်ပေးလို့ရှိပါတယ် probiotic ဆေးဆိုတာကလူတွေကိုအကျိုးပြုတဲ့ဘက်တီးရီးယားနဲ့ရလို့ခေါ်တဲ့တဆေးတွေပါဝင်ပါတယ်အဲ့ဒီရက်တွေကအစာရင်ဦးလန်းကြောင်းတစ်လျှောက်မကောင်းတဲ့ဘက်တီးရီးယားနဲ့ကောင်းတဲ့ဘက်တီးရီးယားတွေကိုဟန်ချက်ညီစေဖို့ထိန်းချောင်းပေးပါတယ်probiotic အမှုန့်တွေကဒါယာဟီဝမ်းပြက်ဝမ်းလျှောခြင်းပရိဇီဝကြောင့်ဝမ်းပြက်ဝမ်းလျှောခြင်းအစာမား၏ဝမ်းပြက်ဝမ်းလျှောခြင်းပိုးမွှားကြောင့်ဝမ်းကိုက်ခြင်းတွေကိုအရှင်အမြန်ဆုံးနဲ့သက်သာပြောက်ကင်းစေပါတယ် probiotic ရဲ့အားသာချက်တွေကတော့အစာချေစနစ် digestive system ကောင်းမွန်စေခြင်းဝမ်းပိုက်လေးပွားခြင်းဝမ်းချုပ်ခြင်းတို့ကိုကောင်းမွန်သက်သာစေပါတယ်ဒါအပြင်အာဟာရစုပ်ယူမှု absorption မှာလည်းပို့ပြီးတော့ကောင်းမွန်စေပါတယ်ခန္ဓာကိုယ်တွင်ရောင်ရမ်းမှုတွေကိုလည်းသက်သာပြောက်ကင်းစေပါတယ် probiotic ပါဝင်တဲ့အစားအစာတွေကတော့ဒိန်ချင်းအချင်းဖောက်ထားသောအစားအစာဥပမာခင်ချီ cheese bread ရာတဆေးပေါင်မုံတန့်စင်စွာပြုလုပ်ထားသောအချင်းပြားရည်စားတဲ့အစားအစာတွေမှာရရှိနိုင်ပါတယ်တကယ်တော့ဗျာ probiotics အကြောင်းကိုပြောမယ်ဆိုရင်အများကြီးကြံပါသေးတယ်ဗီဒီယိုလေးရှည်သွားမှာဆိုလို့ရနာခွင့်ပြုပါခင်ဗျာကျေးဇူးထူးတင်ပါတယ်ခင်ဗျာ